လူတစ်ယောက်က middle manager အဆင့်ကိုရောက်လာပြီဆိုလို့ရှိရင်တော့နော်အရာအားလုံးကနောက်တစ်ဆင့်ပြောင်းလဲသွားပြီလို့ပြောလို့ရတယ်ဆိုတော့ဒီအဆင့်မှာဒီ leadership က team တစ်ခုကိုနော် supervise ကြီးကြပ်ကိုယ်ကဲရုံတတ်မဟုတ်တော့ဘူးသူကအဖွဲ့အစည်းတစ်ခုလုံးမှာရှိတဲ့စနစ်တွေကိုချိတ်ဆက်ရတဲ့အဆင့်ကိုရောက်လာပြီဆိုတော့သူ့ရဲ့ focus ကဘယ်ပေါ်မှာတည်လာပြီလဲဆိုတော့ people process performance ဒါတွေကိုချိန်ညှိရတဲ့အဆင့်ကိုရောက်သွားပြီဖြစ်တယ်ဆိုတော့ middle manager တယောက်ကပြောရမယ်ဆိုလို့ရှိရင်ဒီ strategy နော်လုပ်ငန်းတစ်ခုရဲ့မဟာဗျူဟာတွေနဲ့အလားကိုအကောင့်ထဲပေါ်တဲ့ execution အဲ့ဒီနှစ်ခုရဲ့ကြားမှာပေါင်းကူတရာကြီးအနေနဲ့သူကရှိသွားပြီဖြစ်တယ်ဆိုတော့သူတို့ကတကယ်ကိုပဲအားကောင်းနေမယ်ဆိုလို့ရှိရင် organization ကရှေ့ကိုနော်ချောချောမွေ့မွေ့နဲ့ဆက်သွားနိုင်မှာဖြစ်တယ်သူတို့ကအားနေမယ်ဆိုလို့ရှိရင်ဒီ strategy တွေကနော်လုံရင်းကန်ရင်းနဲ့ပဲပျောက်ဆုံးသွားမှာဖြစ်တယ်ဆိုတော့သူတို့ဘာတွေလောက်တက်ဖို့လိုတယ်လဲဆိုတာကိုကျွန်တော်တို့ရှုထောင့်၅ခုကနေနော်နည်းနည်းလေးကြည့်ကြရအောင်ပထမဆုံးရှုထောင့်ကတော့ self management ဖြစ်တယ်နော်အဓိကကတော့ complexity လို့ခေါ်တဲ့ရှုပ်ရှက်ခတ်နေတဲ့အကြာမှာဘယ်လောက်ထိတည်ငြိမ်နိုင်တယ်လဲပေါ့လေ stability under complexity ဆိုတော့ဒီအဆင့်ကပြောရမယ်ဆိုလို့ရှိရင် pressure တွေများလာမယ်သူတို့ပုံမှာထားတဲ့မျှော်မှန်းချက်တွေကလည်းကြီးလာမှာဖြစ်တယ်ဆိုတော့ middle manager တယောက်အနေနဲ့သူတို့ decision discipline ရန်ကောင်းလာဖို့လိုတယ်เนาะဘယ်အရာကိုဆုံးဖြတ်ရမလဲဆိုတော့တိတိကျကျရွေးချယ်တတ်ဖို့တခုခုဖြစ်လာမှเนาะဖြစ်လာတာကိုအခြေအနေကြည့်လို့တယ်ဆိုတဲ့အဆင့်ထက်ပို့တော်လိုအပ်ချက်တွေရှိလာမှာဖြစ်တယ်เนาะအဓိကကတော့ဒီ pressure တွေเนาะအတိအကျမရေရာမှုဟိုလိုဒီလိုဖြစ်နေတဲ့အရာတွေကိုရင်ဆိုင်နိုင်တဲ့စွမ်းရည်ရှိဖို့လိုတယ်နောက်တစ်ခုကကျတော့ personal credibility ပေါ့နော်တကယ်ကိုပဲယုံကြည်ထိုက်တဲ့လူတစ်ယောက်ဖြစ်နေဖို့လိုတယ်ပြီးရင်ကျင့်ဝတ်နဲ့ပြည့်စုံတဲ့ကောင်းဆောင်တစ်ယောက်เนาะ ethical leadership ရှိဖို့လိုတယ်เนาะအထူးသဖြင့်ဒီ trade offs လို့ခေါ်တဲ့အပေးယူတွေလောက်လာတဲ့အခါမှာเนาะကျွန်တော်တို့ ethics ရှိကျင့်ဝတ်ရှိဥဆောင်နိုင်ဖို့လိုတယ်ဆိုတော့ဒီနေရာမှာလူတစ်ယောက်ရဲ့ရင့်ကျက်မှုကိုစမ်းသပ်တဲ့သဘောတဘာဝလေးတွေကနေတိုင်းရှိလာမှာဖြစ်တယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဆုံးဖြတ်ချက်တွေကိုမြန်မြန်ဆန်ဆန်ချတာကတော့လွယ်တယ်ဒါပေမဲ့ချလိုက်တဲ့ဆုံးဖြတ်ချက်နောက်မှာတာဝန်ယူမှုရှိဖို့ဆိုတာကတော့တာဝန်ယူမှုရှိနဲ့ဆုံးဖြတ်ချက်ချတာကတော့ခက်ခဲတာဖြစ်တယ်နောက်ထပ်ရှုထောင့်တစ်ခုကတော့ work skills ပါနော် operating beyond the team ပေါ့ကို team တစ်ခုကိုပဲလဲပတ်နိုင်အောင်မရတော့ဘူးဒီတက်ပို့ပြီးတော့တာလွန်ပြီးတော့သွားရမှာဖြစ်တယ်ဆိုတော့ဒီအခါမှာနော် one unit တစ်ခုအလုပ်အဖွဲ့တစ်ခုထဲမှာပဲရှိနေလို့မရတော့ဘူးသူကဒီ middle manager တယောက်ကနော်ပြောရမယ်ဆိုလို့ရှိရင်ဟာဗျူဟာကြားတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့လိုလာတယ်ပြီးတော့လုပ်ငန်းတာဝန်အနက် function department တွေအကြားမှာညီနိုင်ဆောင်ရွက်နိုင်တဲ့အစွမ်းစားရှိဖို့လိုတယ်ပြီးရင်ကိုယ်မှရှိတဲ့ resources တွေကိုထိထိရောက်လေးအစီအစဉ်ချအသုံးပြုနိုင်ဖို့လိုတယ်နော် performance ကိုတည်တည်ချာချာလေးနော်စီမံနိုင်ဖို့လိုတယ်ဆိုတော့ပြောရမယ်ဆိုရင်ဒီအဆင့်ကတော်တော်လေးပဲရှုပ်ထွေးတာဖြစ်တယ်ရှုပ်ထွေးမှုတွေများလာမှာဖြစ်တယ်ဆိုတော့ဒီအဆင့်မှာရေတို target လေးတွေနဲ့ရေရှည်ရပ်တည်ဖို့เนาะ short term targets နဲ့ long term sustainability လေးတွေကိုတည်တည်ချာချာเนาะညှတာနိုင်ဖို့ balance လုပ်နိုင်ဖို့အရေးကြီးတယ်နောက်ထပ်ရှုထောင့်တစ်ခုကတော့ people skill ဖြစ်တယ်เนาะ people skill ကတော့title power တွေမပါဘဲနဲ့တွန်းမှုနိုင်ဖို့ပေါ့နော်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒီ level 3မှာကိုယ်ဌာနမှာမဟုတ်အခြားဌာနတွေနဲ့ဆက်ဆံလာရတဲ့အခါမှာနော် authority ဆိုတဲ့လုပ်ပိုင်ခွင့်က limit ရှိလာမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာ influence လို့ခေါ်တဲ့နော်လူတွေကိုပုံမှန်လွှမ်းမိုးနိုင်တယ်ဆိုတဲ့အရာကအရင်ကြီးကြီးလာတာဖြစ်တယ်ဆိုတော့ formal authority မပါဘဲနဲ့ကိုယ့်ရဲ့နော် peers ပုံမှန် influence လုပ်နိုင်ဖို့အရင်ကြီးကြီးတာဖြစ်တယ်ပြီးတော့
future leaders အနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်လာအောင်တည်တည်ချာချာလေးကိုပြုစုပြောထောင်နိုင်ဖို့လိုတယ်เนาะပြီးလို့ရှိရင်ဒီလုပ်ငန်းယာတူကြီးငယ်မရွေးအကြားမှာပေါ့လေเนาะမပြောချင်တဲ့ပြောရမယ့်ကိစ္စလေးတွေရှိလာလို့ရှိရင်ကောင်းမွန်ရင်ဆိုင်နိုင်ဖို့ပြောနိုင်ဖို့เนาะအလားလေးတွေကလည်းလိုအပ်လာတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ team တွေကြားထဲမှာညှိနှိုင်းဆောင်ရွက်မှုပူးပေါင်းဆောင်ရွက်မှုလေးတွေကိုတိစောက်ပေးရမှာဖြစ်တယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင် middle manager ဆိုသူ့ရဲ့ယာဒူကပေးတဲ့အာဏာ positional power တက်ပေါ်မှာတော့မိခိုးလို့မရတော့ဘူးเนาะသူတို့ကယုံကြည်မှုเนาะတာဝန်ခံမှုchange ကြီးပေးနိုင်မှု trust credibility နဲ့ alignment ပေါ်မှာအများကြီးသူတို့မိခိုးလာရမှာဖြစ်တယ်နောက်တစ်ရှုထောင့်တစ်ခုကတော့ဒီ business understanding လို့ခေါ်တယ်เนาะ thinking like a business leader ပေါ့ဗျเนาะ business leader တယောက်အနေနဲ့စဉ်းစားတတ်ဖို့အရင်ရေးကြည့်လာတာဖြစ်တယ်ဆိုတော့အမြင်ကျဖို့လိုတယ်နော်ဆိုတော့ဒီ middle manager တယောက်ကဒီ business model တွေ value chain တွေနော်ဒါတွေကိုသိချင်နားလည်ဖို့ cost quality risk နော် trade off တွေဒါလေးတွေကိုကျွန်တော်နားလည်ဖို့ပြီးလို့ရှိရင်ဒီ translation ပေါ့နော်ဒီ strategy တွေကို operational action အဖြစ်နော်ပြောင်းလဲပေးနိုင်ဖို့ပြီးလို့ရှိရင် decision တွေချတဲ့အခါမှာ data driven ဖြစ်ဖို့နော်အချက်လက်တွေပုံမှာအခြေခံပြီးဆုံးဖြတ်ချက်ချနိုင်ဖို့ဆိုတော့ဒီနေရာမှာ middle manager တယောက်ကတည်တံ့လေးနေလို့မရတော့ဘူးနော်အရာအားလုံးကိုတည်တံ့လေးစဉ်းစားလို့မရတော့ဘူး system စနစ်တစ်ခုအနေနဲ့စပြီးတော့စဉ်းစားလာနိုင်ဖို့အရေးကြီးလာတာဖြစ်တယ်နောက်တစ်ရှုထောင့်တစ်ခုကတော့ adaptability နော်အဲ့ဒါတော့ပါလဲဆို leading through uncertainty ပေါ့ major ရည်ရမှုတွေကြားမှာကိုကဥဆောင်နိုင်ဖို့လို့ဆို middle manager တယောက်ကအပြောင်းလဲတွေကိုနော်အပြောင်းလဲတွေမဆုံးတော့ပြောင်းလဲခြင်းတွေပြောင်းလဲမှုတွေကြားထဲမှာသူကအလုပ်လုပ်နေရမှာဖြစ်တယ်ဆိုတော့သူတို့အနေနဲ့ transformation initiative တွေကိုဥဆောင်နိုင်ဖို့လိုတယ်နော်ပြီး innovation mindset အလားကိုကောင်းနေအောင်သူတည်ဆောက်ထားဖို့လိုတယ်ပြီးရင်မတိကျမရမှုတွေကြားမှာတည်ငြိမ်နဲ့ manage လုပ်နိုင်ဖို့လိုတယ်ပြီးရင်ကို organization ရဲ့ talent development အထူးသဖြင့် long term strength ပေါ့နော်ရေရှည်အားကောင်းဖို့အတွက်နော် talent development ကိုဦးစားပေးနိုင်ဖို့လိုတယ်ဆိုတော့သူတို့ကလက်ရှိအနေအထားလေးမှာပဲတည်ငြိမ်နေအောင်လုပ်မယ်ဆိုလို့ရှိရင် organization ကလည်းအဲ့ဒီအနေအထားလေးမှာပဲရပ်တန့်နေမှာဖြစ်တယ်ဆိုတော့ level 3 middle managers တွေအနေနဲ့သူတို့က enterprise oriented လို့ခေါ်တယ်လုပ်ငန်းတစ်ခုလုံးကိုနော်စပြီးတော့ရှုမြင်လာနိုင်ဖို့လိုတယ် middle managers တွေကပြောရမယ်ဆိုလို့ရှိရင်ဒီ alignment ဆိုတဲ့နော်လုပ်ငန်းတစ်ခုလုံးမှာချိန်ကြီးချင်းတာဝန်တွေကိုသူတို့ကထမ်းဆောင်နေရမှာဖြစ်တယ်ဆိုတော့လူတွေ process တွေ performance တွေကြားမှာနော် synchronize ချိန်ကြီးပြီးလှုပ်ဆောင်နိုင်ဖို့လိုတယ်ပြီးလို့ရှိရင်ဒီ complexity ပေါ့နော်ဒီရှုပ်ရှက်ခန့်နေတဲ့အရာတွေအပေါ်အောက်ဘေးနေရာနဲ့ကရှုပ်ရှက်ခန့်တဲ့အနေထားလေးတွေကို manage လုပ်နိုင်ဖို့လိုတယ်ဆိုတော့ဒီ level ဒီအဆင့်မှာနော် competence ရှိအောင်တတ်နဲ့မရတော့ဘူးနော် judgment လို့ခေါ်တဲ့ဆုံးဖြတ်ချက်တွေကိုခိုင်မာချတတ်ဖို့လိုတယ်နော်ပြီးတော့ authority ယာဒူအာဏာတတ်နဲ့မရတော့ဘူး influence လုပ်နိုင်ဖို့လိုလာတယ်နော်ဆိုတော့လုပ်ငန်းတာဝန်တွေကို execute ပေါ့လှုပ်ဆောင်ရုံတတ်နဲ့မရတော့ဘူး integration နော်ပူးပေါင်းဆောင်ရွက်လာနိုင်ဖို့လိုတယ်အားလုံးကိုပေါ့နော်ဆိုတော့ဒီ ER တွေကိုသာတည်ကြလေးကျွန်တော်တို့ပြုစုပြောထောင်နိုင်မယ်ဆိုလို့ရှိရင်ဒီ middle managers တွေကဒီတကယ်ကိုပဲခိုင်မာတဲ့နော်စွမ်းဆောင်ရည်ရေရှည်အတွက်ကောင်းတဲ့ခိုင်မာတဲ့စွမ်းဆောင်ရည်တွေအောင်မြင်မှုတွေအခြေခံကြတဲ့ကြော်ယူဖြစ်လာမှာဖြစ်တယ်ဒါပေမဲ့ဒါတွေကိုကျွန်တော်တို့ neglect လုပ်မယ်ဆိုလို့ရှိရင်တော့နော်ဒီ view ဟာတွေကိုအကောင့်ထဲပေါ်တဲ့နေရာမှာအားနေသွားမယ်နော်မတိမသားလေးနဲ့အားနေနေတဲ့နေရာလေးတွေဖြစ်လာမှာဖြစ်တယ်ဒါကြောင့်မလို့ဒီ level မှာဒီစွမ်းရည်တွေကို develop ဖြစ်လာအောင်လုပ်ဖို့ဆိုတာကအရင်ကိုအရေးကြီးတာဖြစ်တယ်တည်တည်ကြကြလေးစနစ်ကြပြီးတော့လုပ်ရမှာဖြစ်တယ်နော်သူ့လိုလိုနဲ့ဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုနားလည်ဖို့အရေးကြီးပါတယ်